မင်္ဂလာပါရှင် book note မှာကြိုဆိုပါရရှင်ဒီနေ့မှာတော့လူငယ်တွေရောလူကြီးတွေပါမိမိတို့ရဲ့ဘဝအတိတ်ပဲကိုပြန်လည်ဆန်းစစ်နိုင်ဖို့အတွက်ကဘာကျော်တသက်နစ်ကော့ပြီးတော့ပညာရှင်ကြီးရဲ့စာအုပ်တအုပ်အကြောင်းကိုပြောပြပေးခြင်းပါတယ်ရှင်စာအုပ်ရဲ့အမည်ကတော့ What are you doing with your life ဖြစ်ပြီးစာရေးဆရာချစ်တူခရစ်စတာမူတီရေးသားထားတာဖြစ်ပါတယ်နေတာ introductionဒီစာအုပ်ဟာဂျေခရစ်စနာမူတီရဲ့ဟောပြောချက်တွေနဲ့စာစုတွေကိုစုစည်းထားတာဖြစ်ပြီးအထူးသဖြင့်လူငယ်တွေအတွက်ရည်ရွယ်ထားတာပါဒါပေမဲ့လက်ရှိဘဝမှာလမ်းပြောင်နေသူတိုင်းဘဝရဲ့စစ်မှန်တဲ့အတိတ်တွေကိုရှာဖွေနေသူတိုင်းဖတ်တင်တဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကတင့်ကိုဘယ်လိုလုပ်ပါဆိုတဲ့အဖြေတွေပေးမှတဲ့တင့်ကိုတင်မှန်ကန်တဲ့မေးခွန်းတွေမေးတတ်လာအောင်ကူညီပေးမှဖြစ်ပါတယ်အနည်းချုပ် summary သူငယ်ချင်းတို့ရေကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာအလုပ်တွေရှုပ်နေကြတယ်ပညာတွေသင်နေကြတယ်ငွေကြေးတွေရှာဖွေနေကြပါတယ်ဒါပေမဲ့ငါဘဝကိုတကယ်ပဲဘာတွေလုပ်နေတာလဲဆိုတာကိုတော့ခဏရက်ပြီးစဉ်းစားလိမ့်မရှိကြပါဘူးဂျေခရစ်စနာမူတီကဒီစာအုပ်ထဲမှာကျွန်တော်တို့ရဲ့စိတ်ကိုဘယ်လိုစောင့်ကြည့်ရမလဲဆိုတာကိုအဓိကထားပြောပြထားပါတယ်ကျွန်တော်တို့အများစုဟာလူအဖွဲ့အစည်းကတတ်မှတ်ပေးထားတဲ့ပုံစံခွက်ထဲမှာပဲရှင်းတန်နေကြတာပါမိဘကဖြစ်စေချင်တာပတ်ဝန်းကျင်ကအထင်ကြီးတာတွေကိုလိုက်လုပ်ခြင်းနဲ့ကိုယ့်ရဲ့စစ်မှန်တဲ့ဝါသနာနဲ့စွမ်းရည်တွေကိုမေ့လျော့နေတတ်ကြပါတယ်စာရေးသူကမိမိကိုယ်ကိုသိရှိခြင်း self knowledge ဟာပညာရေးထက်ပိုအရေးကြီးတယ်လို့ဆိုပါတယ်ကျွန်တော်တို့အများစုဟာသူတစ်ပါးနဲ့နှိုင်းယှဉ်တာတွေအောင်မြင်မှုနောက်ကိုအလောတကြီးလိုက်နေတာတွေကြောင့်စိတ်ဖိစီးမှုနဲ့ကြောက်ရွံ့မှုတွေကိုခံစားနေရတာပါအကယ်၍ကျွန်တော်တို့ဟာတစုံတစ်ယောက်ဖြစ်လာဖို့ becoming စ조사နေမယ့်အစားလက်ရှိမိမိဖြစ်နေတဲ့အခြေအနေ what is ကိုအမှန်တိုင်းလက်ခံပြီးစောင့်ကြည့်နိုင်မယ်ဆိုရင်စစ်မှန်တဲ့လွတ်လပ်မှုကိုရရှိမှာဖြစ်ပါတယ်ဒီစာအုပ်ထဲမှာအချစ်အလုပ်အကွိုင်းဆက်ဆံရေးနဲ့ငြိမ်းချမ်းမှုစတဲ့အကြောင်းအရာတွေကိုအမြင်သစ်နဲ့တင်ပြထားပါတယ်။ဥပမာအလုပ်အကွိုင်းတစ်ခုကိုရွေးချယ်တဲ့အခါမှာပိုက်ဆံနဲ့ဂုံတွေးကိုမိတ်ကြည့်လာဟာကိုဟိုဝါကိုဖျက်ဆီးတာနဲ့အတူတူပါပဲ။မိမိတကယ်ဝါသနာပါပြီးအားတတရားရှိတာကိုလှုပ်ဆောင်ခြင်းကသာဘဝကိုတောက်တာစေတာပါ။ခရစ်စတာမူတီကကျွန်ုပ်တို့ကိုစိတ်သစ်လူသစ်ထစ်စေခြင်းတာပါ။အတိတ်ကအဆွဲအလန်းတွေကြောက်ရွံ့မှုတွေကနေကင်းဝေးပြီးလက်ဆက်တဲ့စိတ်နဲ့ဘဝကိုရင်ဆိုင်ဖို့သူကလမ်းညွှန်ပေးထားပါတယ်။သင်ခန်းစာ lessons ဒီစာအုပ်ကနေရရှိနိုင်တဲ့အဓိကသင်ခန်းစာ၃ချက်ကတော့ ၁. မိမိကိုယ်ကိုသိရှိနားလည်ခြင်း self knowledge အပြင်ပန်းဗဟုသုတတွေထက်ကိုယ့်ရဲ့စိတ်ကဘယ်လိုအလုပ်လုပ်တယ်လဲဘာကိုကြောက်နေတယ်လဲဆိုတာကိုအကယ်ခတ်သိရှိဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။၂. နိုင်ရှင်ခြင်းမှာကင်းဝေးခြင်း freedom from comparison မိမိကိုယ်ကိုသူတစ်ပါးနဲ့နိုင်ရှင်နေတယ်လေစစ်မှန်တဲ့ပျော်ရွှင်မှုကိုဘယ်တော့မှရမှာမဟုတ်ပါဘူးမိမိရဲ့တီးထန့်ဖြစ်တည်မှုကိုတန်ဖိုးထားတတ်ဖို့လိုပါတယ်၃လွတ်လပ်စွာတွေးခေါ်ခြင်း freedom to think ရိုးရာအစဉ်အလားတွေပတ်ဝန်းကျင်ရဲ့ဖျားတွေအောင်မှာပုံစံခွက်ထဲမနေပဲမိမိဘာသာအမှန်တရားကိုရှာဖွေတတ်တဲ့လွတ်လပ်တဲ့စိတ်ရှိဖို့လိုအပ်ပါတယ်ဘဝမှာအတိတ်ပဲရှိတဲ့အပြောင်းအလဲတစ်ခုကိုစတင်ခြင်းနဲ့ဆိုရင်ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်ရှင်။နားဆင်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။